đó nghe nhá phi là nhà đi tụi em sẽ giá trị đi lâu nhà tụi em tập tụi giá trị mà tụi em tập tụi là giá đấy tụi em nhà đi tụi em tụi giá trị là giá tốt tụi em ready ấy bây giờ sao là bây giờ là chết thôi lâu tất cả đều có chọn cả các thứ qua tôi không được biết gì Como le diría a ver si nó xài đâu chưa pháo đi chưa nó xài có một tay Lu 서라. mà lấy mình nói thay này 서라. 서라. 졸라 쎄. 귀여워. tổng bầu bravo bravo đi đi qua đây Lô ba u
ဘာလဲအရှိမရှိတော့ပြန်ရှိလို့ခိုင်းနေ ထောင်တာချက်ရေးကြည့်တဲ့ကိစ္စ ဒီလိုရအောင်မကခဏလာတော့ ဆောင်းလာတာကြတော့ဘာကြီးစားကုန် ဆက်ထားတယ်ရှိမှပုံနေပုံနေပုံနေနော်ပါ มันก็ตัวใหญ่แล้วก็เราตามมาแล้วเราทำแบบตัวเบามันจะเป็นเรื่องบุญที่เราฟังဒီကဒါကျွန်တော်တွေ့လို့များတယ်မှာအများဆုံးပဲပေါ့နော်ရေဘော်တွေအများဆုံးကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒါမှမဟုတ်ဘူးအဲ့လိုများတယ်ကျွန်တော်တို့တွေ့ရတော့အရင်လေးဝမ်းတာရခွန်အားလေးရှိရတယ်နော်ကျွန်တော်တို့ကျွန်တော်တော့တွေ့ဖြစ်တယ်တဲ့အချိန်မှာရေဘော်တွေတော်တော်လေးနေတယ်ပေါ့ရေးဆိုတော့ကျွန်တော်တက်ရင်းနေပါတွေ့ရအောင်အဲ့မှာလည်းအချိန်တိုင်းသွားနေတယ်ပြီးတော့နည်းနည်းလေးတွေ့ဖြစ်တယ်ဥစ္စာကအများကြီးကျွန်တော်တွေ့ရတာတော်လေးနားကတော့ဒီတမ်းတော့ကျွန်တော်ကာကွယ်နေရေဘော်တွေအများကြီးပေါ့နော်ပြီးတော့အဲ့လိုမျိုးလုံခြုံတဲ့ခံစားချက်မျိုးယုံကြည်မှုတွေလည်းပို့ပြီးတော့ရတယ်ပေါ့အဲ့လိုခံစားမှု ต้องคุย จับไปแล้วจับไปแล้ว การต้นคุณช้าจะคุยตัวที่ ကျွန် จะ တော်နာမည် ต้อง ပါဖြစ်ပါတယ်ကျွန်တော်တရုတ်ဆောင်လုပ်တယ်ပေါ့နော်မဲတော်လိုင်း มัน ပတ် จะ တို สอน င် เรียกว่าเอาชิ้นเหมือนมือถือเพื่อน MRT ဘုံမနေ့ကဖြစ်ပြီးဆိုတော့ဇလန်တွေရိုက်ပွေကြည့်ပြလားဒီလိပ်ပြဇလန်တွေ Canon Plus မှာ ๆคือ ဘယ်အောင်ရှယ်လို့ရိုက်ဖြစ်တယ်လိပ်ပြကြည့်ပြလားအဲ့လေအတူလေး YouTube မှာလိပ်ပြတော့ညပြ เล่นจะทำไมอย่างนี้คือ 24ရက် เล่นจะเป็นเว้นที่ไหน အသားဝတ်ဆိုတယ် หลานผม ရုပ်ရှင်ကတော့ หลานไอ้ ရိုက်ဖြစ်တဲ့ action ကားပဲလို့နော်အဲ့တော့လည်းအဲ့လိုပဲမြန်မာရုပ်ရှင်လောကကိုကျွန်တော်တော်လည်နေတာပေါ့အဲ့တော့ဟာတက်ကရဲများအောင်နော်အဲ့ကားရတယ်ဘာကြောင့်သူရိုက်လဲဆိုပတ်စံရလေပတ်စံရတော့သူတို့ကပတ်စံဝင်ကြည့်ပြီးရိုက်ကြတာပေါ့နော်အဲ့လိုပဲလူတစုကနေပြီးတော့ဟိုချဲလည်နေတာပေါ့ကျွန်တော်တို့ဒီရုပ်ရှင်လောကကြီးအဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုတော်လည်နေဘလို့တော်လည်လဲဆိုတော့ကျွန်တော်တို့ action ကားတွေနဲ့ရိုက်ပြီးတော့မတူညီတဲ့ရတတွေပေးဖို့ကျွန်တော်လူငယ်စုပြီးတော့ပေါ့နော်အဲ့လိုပဲလူငယ်စုပြီးတော့ကျွန်တော်တို့ကရုပ်ရှင်လောကကိုတော်လည်ခဲ့တာပေါ့အဲ့မှာပထမဆုံးရိုက်တဲ့ dimension ဆို YouTube မှာအတူလေးတော့ရှိရယ် trailer လေးပဲအဲ့လိုပဲ sci-fi action ကားပေါ့နော်အဲ့လိုပဲသူကအဲ့လိုကြီးစားတက်တာပုံစံမျိုးပေါ့နော်အဲ့လိုဟိုတနက်နဲ့ပြစ်တယ်ဖောက်တယ်အဲ့လိုမျိုးပေါ့အဲ့တော့တနက်သုံးရတယ်ဆိုတနက်အစ်စ်တော့မဟုတ်ပေါ့တနက်လေးသုံးရတော့ဒါလည်းရုပ်ရှင်လောကကျွန်တော်မြင့်တင်စေခြင်းနဲ့နိုင်ငံသားမှာဟောလိဝုဒ်တွေမှာရိုက်တဲ့တနက်တွေကအရင်မိုက်တယ်သူတို့ကအဲ့လိုတနက်အစ်စ်တွေပဲဒါပေမဲ့ကြီးမှထိတ်ဘူးမပေါအောင်ရင်းကပေါက်ကွဲရတူတူပဲအဲ့လိုအတန်တွေကလည်းတကယ်တနက်အစ်စ်နဲ့တူတူပဲအဲ့လိုမျိုးရရတော့တကယ်မှုဝင်တာပေါ့နော်တကယ်ရေခုံရတာပေါ့တနက်တွေကအတန်လဲကျဲတယ်ကြီးမထွက်တာပဲရှိရယ်ပေါက်ကွဲရတွေအတူတူပဲဆိုတော့အဲ့လိုမျိုးတွေကျွန်တော်ထိုင်းမှာတစ်ခါရုပ်ရှင်ရိုက်တုန်းကရိုက်ခဲ့ရတယ်အဲ့တနက်တွေပေါ့နော်ဆိုအရင်ရိုက်ချင်တယ်အဲ့တနက်တွေကိုတို့ပေးတွင်းဝင်မရှိဘူးသုံးဝင်မရှိဘူးအဲ့တော့ကျွန်တော်အစင်ပြေလို့ရိုက်ခဲ့ရတယ်အဲ့ dimension ဆိုတဲ့ကပထမဆုံးအဲ့တော့ academy ကစစ်မှန်တယ်ပေါ့နော်စစ်မှန်တယ်လို့ပြောလို့ရအဲ့တော့ကတော့ဘာမှအခုလိုဟိုဘောမတွေပဲပေးတာမဟုတ်ဘူးနော်အဲ့တော့စစ်မှန်တယ်အဲ့တော့ကျွန်တော်တို့ဒီ dimension ပထမဆုံးရိုက်တဲ့ကားပဲအဲ့လို academy စုရတယ်ဒါပေမဲ့ sound design ရတယ်အတန်လေးပေါ့အတန်လုတ်တဲ့ဟာလေးဥမာရုပ်ရှင်တကားမှာဆိုရင် sound design အရင်ရေးကြည့်ရယ်ဆိုတော့ကျွန်တော်ခြေတံလေးတွေတနက်ဖောက်တဲ့အတန်လေးတွေကျွန်တော်တို့အဲ့မှာဖြားတဲ့ report လုပ်တာပေါ့ပြန်ထည့်တာပေါ့နော်ဥမာငက်ပြန်သွားလို့ငက်ပြန်တဲ့အတန်လေးတွေပေါ့နော်အဲ့လေးရုပ်ရှင်ရုံထဲမှာသွားကြည့်ရဆိုတော့သိတာမယ်အဲ့အတန်လေးတွေခြေတံလေးတွေအင်ကြီးပုတ်တိုက်တဲ့အတန်လေးတွေအဲ့လိုတောထဲမှာဆိုလေတောတွေကအရွက်တွေကျွေးတဲ့အတန်လေးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကြည့်ရတယ်အဲ့ကနေပြီးတော့ပဲကျွန်တော်နောက်ထပ် academy လိုပဲနောက်ထပ်ဟို
Star Wars ဆိုတာStar Wars ဆိုတာရှိတယ် Star Wars မှာလည်းကျွန်တော် writing Star Wars ရရပါတော့အဲ့လိုပဲဟိုတော့စာနယ်ဇင်းတွေကပေးတဲ့စုပေါ့အဲ့မှာအဲ့ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်က Rising Star ဆိုတော့ဟိုတတိယအနုပညာရှင်စုပေါ့နော်ဟိုရှေ့တက်တော့မဲ့အဲ့လိုအနုပညာရှင်တယောက်အဲ့လိုမျိုးစုပေါ့အဲ့တော့အချိန်ကြီးအရန်ကောင်းခဲ့တဲ့အချိန်ပေါ့နော်အဲ့ဒါပြီးတော့ COVID ဖြစ်တယ်ကျွန်တော်ဆက်ပြီးတော့ရိုက်တယ် new normal lifestyle ဆိုတော့ကျွန်တော်ရိုက်ခဲ့တယ်အဲ့တော့ new normal lifestyle ကျွန်တော်တို့ COVID မှာဟိုဆောင်းရှောင်းနေတာအားလုံးလက်တိမှာအဲ့လိုမျိုးကျွန်တော်လုပ်ရိုက်ခဲ့တယ်နောက်တော့အာနာသိန်းနဲ့အာနာသိန်းတော့အမှလုပ်လို့မရတော့အာနာသိန်းအဲ့အာနာသိန်းနဲ့အချိန်မတိုင်မှာကျွန်တော်တို့က၄လပိုင်းလေးရောက်တော့မှဆိုတော့တခြင်းလေးရောက်တော့မှဆိုတော့ကျွန်တော်ကမြန်မာပြည်ဥမှန်ရပိုင်တယ်လေအဲ့ဒါကိုကျွန်တော်ကြော်ညာရိုက်ပြီးသွားပြီဒါကြုတ်လည်းထုတ်ပြီးသွားပြီအဲ့လိုမျိုးပေါ့အဲ့ဒီမှာအာနာလေးသိန်းရောကျွန်တော်ကအဲ့စာချုပ်ကိုဖြတ်တယ်ရထားတဲ့ပတ်စံကိုလည်းပြန်ပေးလိုက်တယ်ပြီးတော့ရိုက်ထားတဲ့ကြော်ညာကိုလည်းကျွန်တော်သုံးဝက်မရှိဘူးဆိုတော့သူတို့ပြောပြီးတော့အဲ့ကနေစပြီးတော့တော်လန်ခဲ့တာပေါ့နော်ကျွန်တော်တို့ကတောက်လျှောက်လမ်းပေါ်ထွက်တဲ့ဆန္ဒပြရဲကျွန်တော်အဓိက CDM ကိုသွားတယ် CDM ကအဓိက CDM ကကျွန်တော်တို့ဒီဘယ်ပတ်နေရင်းညာကြီးကိုကျွန်တော်တို့ကအញ្ញံဆုံးရက်နိုင်တာ CDM ပဲအဲ့တော့ CDM ကိုအရင်အားပြီးအရင်ကျွန်တော်တို့ကလုံးစော်တယ်အဲ့တို့ကြောင့်သူတို့ကကျွန်တော်ဝန်ရမ်းထုတ်တယ်ပေါ့၄လပိုင်းမပတ်လောက်ဝန်ရမ်းထုတ်တော့ကျွန်တော်မြို့ထဲမှာပဲလို့ပတ်ပြေးနေရပါဘူးနော်ဟို9နှစ်တော့ကျွန်တော်လည်းလို့ပေါင်းရှောင်ပြီးတော့နေနေရ၄လလောက်ပြီးတော့ကျွန်တော်ဘယ်လိုမှနေလို့မရတော့ဘူးအဲ့တော့သူတို့ကကျွန်တော်ဟိုဟာထိုးခိုင်းနေလေဒီခံဝင်ထိုးခိုင်းနေအဲ့ထဲမှာလည်းဗာရေးထားလဲဆိုသူတို့ကအဲ့လိုဟိုမိတ်ဆာရဲ့ပယောဂကြောင့်ကျွန်တော်ကတော်လိုင်းမှာပါဝင်ခဲ့ရတယ်ဆိုတဲ့ဟာမျိုးသူတို့ကလက်မထိုးခိုင်းတယ်ပေါ့နော်တခြားမိတ်ဆာရဲ့ပယောဂကြောင့်ကျွန်တော်ကတော်လိုင်းထဲမှာပါဝင်ခဲ့တယ်လို့သူတို့ကထိုးခိုင်းတယ်အဲ့တော့ကျွန်တော်ရဲ့တော်လိုင်းခံကြကအဲ့လိုမျိုးမဟုတ်ဘူးဘယ်မိတ်ဆာရဲ့ပယောဂမှလည်းမဟုတ်ဘူးကိုယ့်အကိုမတရားမှုမကြိုက်လို့အာဏာရှင်စနစ်ကိုစန့်ကျင်လို့လုံးဝမကြိုက်လို့အနိုင်ကျင့်မတရားနိုင်ကျင့်အောင်မကြိုက်လို့ကျွန်တော်ဒီထဲကိုပေါဝင်ခဲ့အဲကျွန်တော်လုံးဝထိုးချက်အကြောင်းမရှိဘူးအဲအကြောင်းကျွန်တော်နေလို့မရတော့ကျွန်တော်